လူတွေရဲ့ကဲ့ရဲ့လှောင်ပြောင်တန်တွေကြောင့်သင်ရဲ့အိမ်မက်တွေလမ်းခုလက်မှရက်တက်နေသလားဝေဖန်တန်တွေကြားပါကိုယုံကြည်မှုတွေပျောက်ဆုံးနေတယ်ဆိုရင်တော့အာယုံစိုက်ခြင်းရဲ့စစ်မှန်တဲ့စွမ်းအားကိုသိရှိသွားတဲ့ရွာငယ်လေးတရွာကကောင်လေးတယောက်အကြောင်းကိုအဆုံးထိနားထောင်ကြည့်လိုက်ပါဒီဇလိုင်းရဲ့အဆုံးမှာတော့အာယုံစိုက်ခြင်းကတင်ဘွားကိုဘယ်လိုမျိုးအလုံးစုံပြောင်းလဲပြစ်နိုင်တယ်လဲဆိုတာကိုတင်ကောင်းကောင်းကြီးနားလည်သွားပါလိမ့်မယ်စိန်လန်းနေတဲ့လေကွင်းတွေနဲ့တာယာလှတဲ့ရွာလေးတရွာမှာရာဂန်လို့ခေါ်တဲ့ကောင်လေးတယောက်ရှိပါတယ်သူဟာထက်မြက်ပြီးအလုပ်ကြိုးစားသူတယောက်ပါမနဲ့လင်းတာနဲ့လေထဲကိုဆင်းတကိုယ်လုံးချွေးတွေရွှဲအထိလွတ်လွတ်ပြီးတော့မှညဘက်မှာမင်းရင်အသေးလေးနဲ့စာကြည့်ခဲ့ရသူဟာရွာကသူတွေအားလုံးကလည်းရာဂက်ဟာစနတန်းဆံပွဲမှာအမှန်အများဆုံးနဲ့အောင်မယ်လို့ယုံကြည်ခဲ့ကြတယ်လို့သူကိုယ်တိုင်လည်းအစွမ်းကိုကြိုးစားခဲ့ပါတယ်ဒါပေမဲ့ရလဒ်တွေထွက်လာတဲ့အခါမှာတော့မမျှော်လင့်ပဲဘာသာရေးတစ်ခုကရှုံးနေသွားခဲ့ပါတယ်အဲအချိန်မှာကောင်းကင်ကြီးပြိုကျလာတယ်လို့မျိုးသူခံစားလိုက်ရတယ်ဒါပေမဲ့ကြာရှုံးတာတဲ့ပိုဆိုးတာကပတ်ဝန်းကျင်ပါပဲရာဂက်လမ်းလျှောက်သွားတိုင်းရွာသားတွေကဒရိုးတိတ်တိတ်နဲ့ကိတ်ရဲကြတယ်ရှီမောကြတယ်ကြည်စံစာတော်ရဲဆိုတဲ့ကောင်လေးကြာရှုံးသွားပြီတပါးသားတော့မအောင်နိုင်ဘူးတဲ့သူတို့ရဲ့စကလုံးတွေဟာရာဂက်ရဲ့ရင်ထဲကိုစူးရီလိုပဲစိုက်ဝင်နေခဲ့ပါတယ်တနေ့မှာတော့ရာဂက်ဟာသူ့ရဲ့ဆရာဖြစ်သူဆရာကင်းရဲ့ထံကိုသွားပြီးဆရာကျွန်တော်လူတွေရဲ့လှောင်ပြောင်သံတွေကိုဆက်ပြီးမတောက်ခံနိုင်တော့ဘူးလို့ရှင်းဖွင့်ရှာတယ်ဒီတော့ဆရာဖြစ်သူကပြုံးပြီးရာဂက်မနေ့ကြာရင်အိုးကြီးတစ်လုံးထဲမှာနွားနို့ကိုအပြည့်ဖြစ်ပြီးအရင်သွားနေကြလမ်းအတိုင်းပဲလမ်းလျှောက်သွားပါအေးဒါပေမဲ့တခုတော့မှတ်ထားနော်နို့တစ်ဆက်ကလေးတော့အောက်ကိုမဖိတ်စေနဲ့လို့ခန့်လိုက်ပါတယ်ရာဂက်ဟာဇဝေဇဝါဖြစ်သွားပေမဲ့ဆရာရဲ့စကားမို့လို့လိုက်နာခဲ့ပါတယ်နောက်တနေ့မှာသူဟာနွားနို့တွေအနားဆောင်ထိအောင်ပြည့်နေတဲ့အိုးကြီးကိုလက်တစ်ဖက်နဲ့ဂီရဆိုင်ကန်ပြီးလမ်းလျှောက်ခဲ့တယ်အဲဒီနေ့မှာရွာသားတွေကလမ်းဘေးမှာအစင်သင်းဆောင်ပြီးသူ့ကိုလှောင်ပြောင်ဖို့ပြင်နေကြပါတယ်ဒါပေမဲ့ထူးခြားတာတစ်ခုကရာဂက်ဟာဘာအတန်ကိုမှမကြားရတော့ပါဘူးသူ့မျက်လုံးတွေကနိုးအိုးစီမှာပဲစိုက်ကြည့်နေပြီးသူ့လက်တွေကတင်းငိမ်နေခဲ့ပါတယ်သူ့ပတ်ဝန်းကျင်ကအတန်တွေမျက်နှာတွေအားလုံးကဝေဝါးပြောက်ွယ်သွားပြီးသူ့အတွက်တကယ်ရှိနေတာကလက်ထဲကအိုးတစ်လုံးနဲ့ပါပဲသူလေထဲကိုရောက်သွားတဲ့အခါမှာနိုးတစ်ဆက်ကလေးတောင်အောက်ကိုမကျခဲ့ပါဘူးဒီလိုနဲ့ဆရာစီကိုပြန်ရောက်တော့ဆရာကျွန်တော်အိုးပဲအာယုံစိုက်နေလို့လမ်းမှာဘာတန်ကိုမှမကြားခဲ့ရဘူးလို့ပြောလိုက်ပါတယ်ဒီတော့ဆရာကသဘောကျစွာပြုံးပြီးအဲ့ဒါပဲရာဂက်မင်းရဲ့ပန်းနိုင်မင်းရဲ့အိမ်မက်တွေပေါ်မှာနှစ်နှစ်ကာအာယုံစိုက်ထားမယ်ဆိုရင်လူတွေရဲ့စုံညံတန်တွေဟာအတိတ်ပဲမရှိတော့ဘူးစိတ်ကအာယုံစိုက်နေတဲ့အခါလောကကြီးဟာသူ့အလိုလိုတိတ်ဆိတ်သွားတာပဲလို့သင်ခန်းစာပေးလိုက်ပါတယ်အဲ့ဒီကစပြီးရာဂက်ဟာပြောင်းလဲသွားခဲ့ပါတယ်သူများပြောတာတွေကိုစိတ်မပူတော့ပဲအရင်ကထက်ပိုပြီးအာယုံဆက်ကစာရီလေ့လာခဲ့တယ်ကင်မရာတစ်လုံးကနောက်ခံ background တွေကိုဝေဝါးပစ်လိုက်တယ်လို့ပဲသင်ဟာသင်ရဲ့ပန်းတိုင်ကိုအာယုံစိုက်ထားတဲ့အခါမှာအနှုတ်လက္ခဏာဆောင်တဲ့အရာအလုံးကဝေဝါးပြောက်ကွယ်သွားမှာပါအဲ့ဒါဟာအာယုံစိုက်မှုရဲ့စစ်မှန်တဲ့စွမ်းအားပါပဲဒါကြောင့်သင်ဟာလူတွေရဲ့စကလုံးတွေကြောင့်နာကျင်နေရမယ်ဆိုရင်တန်တရားတွေနဲ့ဖိအားတွေကိုခံစားနေရမယ်ဆိုရင်ရာဂက်ရဲ့ဇလန်းကိုတတိယလိုက်ပါအသက်ကိုပြင်းပြင်းရှူပါသင်ရဲ့ပန်းနိုင်တဲ့အိမ်မက်တွေကိုတည်ငြိမ်တဲ့လက်တွေနဲ့မြဲမြဲကန်ဆုပ်ထားပါအာယုံစိုက်ထားပါတန်ပါအောင်နေပါပြီးတော့အခြားစုညာတန်အားလုံးကိုတော့မင်းမိန်ပျောက်ကွယ်သွားပါစေဒီဗီဒီယိုလေးကအသင်အတွက်အားရတစ်ခုဖြစ်စေတယ်ဆိုရင် like ပေးခဲ့ဖို့မမေ့ပါနဲ့ဦးနော်တင်ရောအခုလက်ရှိမှာဘလို့စုညာတန်တွေကိုကြော်ဖြတ်ပြီးပန်းနိုင်ကိုအာယုံစိုက်နေတယ်ကွန်မန့်မှာဝေမျှသွားခဲ့ကြပါအောင်ဗျာအော်ဒါနဲ့စကားမဆက်မိသက်ကြီးတို့အနေနဲ့အပန်းမကြည့်ဘူးဆိုရင်ဘယ်နေရာဖေဒေတာကနေကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုအားပေးနေတယ်ဆိုတာလေးကိုလည်းမျှဝေပေးခဲ့ကြပါအောင်ဗျာဒီထက်ပုံမကောင်းမနေတဲ့အကြောင်းတွေကိုကျွန်တော်ပြန်လာခဲ့ပါဝင်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါသေးတယ်ကျွန်တော်ကတော့တင်ဆက်သူ PK ပါ